စဉ်ဘဝကိုတနည်းအားဖြင့်ပါကင်ပေါ့ဗျာပါကင်ဘဝကိုရောင်းစားရတဲ့အခြေအနေတွေရှိနေတယ်ဆိုတဲ့အကြောင်းကိုเนาะကျွန်တော်ဘူးတူရရအောင်လို့လည်းကျွန်တော်နည်းနည်းလေးပြောပြချင်ပါတယ်ဗျာเนาะဒီလိုကိစ္စမျိုးကြားဘူးတော့ကြားပါပြီဒါပေမဲ့ဒီကိုကြီးပြပြသလိုမျိုးအကြောင်းအရာကိုပြည့်ပြည့်စုံတော့တစ်ခါမှမကြားဘူးခဲ့ပါဘူးအမေဖြစ်တဲ့သူရဲ့ကျမ်းမာရေးကြောင့်မလို့ရေဒီကိုဖြစ်ရှင်းလိုက်တဲ့သူ့ရဲ့အတွေ့အကြုံလေးနဲ့ပတ်သက်ပြီးတော့အင်မတန်လည်းစိတ်မကောင်းဖြစ်ရပါတယ်မိတ်ဆွေတို့လည်းကျွန်တော်နဲ့အတူဒီအကြောင်းအရာလေးကိုတွက်ကြည့်ဖို့အတွက်ကျွန်တော်မိတ်ဆွေတို့ဖိတ်ခေါ်ပါတယ်ကျွန်တော်တို့တွက်ကြည့်လိုက်အောင်ကျွန်တော်တို့ဒီအမြန်မာအမျိုးသမီးတွေအကြောင်းမျိုးမျိုးကြောင့်သူတို့ရဲ့အပြိုစင်ဘဝကိုတနည်းအားဖြင့်ပါကင်ပေါ့ဗျာပါကင်ဘဝကိုရောင်းစားရတဲ့အခြေအနေတွေရှိနေတယ်ဆိုတဲ့အကြောင်းကိုเนาะကျွန်တော်ဘူးတူရရအောင်လို့လည်းကျွန်တော်နည်းနည်းလေးပြောပြချင်ပါတယ်ဗျာเนาะထားပါတော့ကောင်မလေးတယောက်ပေါ့ဗျာကောင်မလေးတယောက်နေရနေပြီးတော့ကျွန်တော်ဒီရန်ကုန်မှာလာပြီးတော့အထည်ချုပ်ဆက်အောင်ဆင်းနေပေါ့အထည်ချုပ်ဆက်အောင်ဆင်းနေဆိုတော့ဟိုလာတာလည်းအဲ့လောက်အများကြီးတော့မရဘူးပဲเนาะသူကပညာလည်းမတတ်ဘူးဆိုတော့လေအဲ့ဒီမှာဒီလိုပဲထိုးလေးသူ့ရွာလေးကိုပေါ့ဗျာသူပို့နိုင်တဲ့လောက်လေးပေါ့လားတသိန်းပို့လိုက်နှစ်သိန်းပို့လိုက်နဲ့ဒီလိုပဲသူလည်းအစင်ပြေဒီလိုစားတော့ပေါ့နော်အစင်ပြေဒီစားတော့အဆောင်လေးငှားနေပြီးတော့ဒီလိုပဲဘဝကိုအစင်ပြေဒီလိုလေးဖြတ်တန်းနေကြဗျာเนาะအဲ့ဒီမှာသူကသူတို့ဒီကျွန်တော်ဒီအခု TikTok တို့ဘာလို့ကနေပြီးတော့သူ့ကို Messenger ကနေလာပြီးတော့ဒီကျွန်တော်ဒီပွဲစားတွေပေါ့ဗျာပွဲစားမမကြီးပေါ့လားပွဲစားမမကြီးတွေလာပြီးတော့ချိတ်ရောဗျာချိတ်ပြီးတော့သူ့ကိုစီအောင်သိမ့်သွင်းတယ်ပေါ့နော်အဲ့ဒီမှာတနေ့လဲကြာပေါ့သူ့ရွာကနေပြီးတော့ဖုန်းဝင်လာတယ်ပေါ့သူ့အမေနေမကောင်းစိတ်ုံတက်ရမယ်ငွေကြီးအရေးပေါ်လိုအပ်တယ်ပေါ့ဘယ်လောက်လိုလဲလို့ကောင်မလေးကမေးတဲ့အခါကျတော့ငွေကြီး350လောက်လိုတယ်တဲ့350လောက်ဆိုတော့ဗျာဒီမှာစိတ်ုံစင်းနဲ့အလုပ်သမားတယောက်ရှိမှဒီလို350ဆိုတဲ့ငွေအမောင်းကဘယ်လိုလုပ်ပြီးတော့ရှိနိုင်မှာလဲဟုတ်တယ်မလားအဲ့ဒီမှာကောင်မလေးတော်တော်ပူသွားတယ်သူကရုပ်ရည်လေးကလည်းတန်တန်ချောချောလေးဆိုတော့လေသူအဲ့ဒီကျွန်တော်ဒီအခုဒီ Telegram တို့ကျွန်တော်ဒီ TikTok တို့ကနေပြီးတော့ဒီ chat box တွေကနေလာပြီးတော့ဒီ Viber တို့ဘာတို့ကနေလာပြီးတော့သူ့ကိုစီယုံထားတယ်ပေါ့ဗျာဖုန်းနဲ့အဆက်အသွယ်လုပ်ပြီးတော့ဆက်ထားတဲ့ဒီကျွန်တော်ဒီပွဲစားအမမကြီးရှိရောအဲ့ဒီမှာပွဲစားမမကြီးကိုသူကစင်ကျင်နေတဲ့ဒီလိုကြောင်သူ့ရဲ့အဖြစ်လေးကိုပြောပြတယ်ပေါ့ပြောပြတဲ့အခါကျတော့မပွဲစားတွေကသူတို့ခွင်ထဲရောက်သွားတော့ဗျာနော်။အဲ့ဒါပြန်ညီမလေးရဲ့မမပြောတဲ့အလုပ်ကိုညီမလေးလက်ခံလိုက်လို့ရှင်ရင်ညီမလေးကဖြစ်ပြနေတဲ့ညီမလေးရဲ့အခက်အခဲပြဿနာတွေပြည်လည်သွားနိုင်တယ်ပေါ့နော်။အဲ့ဒါ तू ကဘယ်လောက်ရမလဲလို့ तू ကမေးတဲ့အခါကျတော့ညီမကြီးတဲ့330ရမယ်။နော်။330ရမယ်ဆိုတဲ့အခါကျတော့ဟိုမှာသူ့အမေစေုံတက်တာကလူလာတော့350ပေါ့ဗျာ။လောလောဆယ်330လောက်ရလို့ရှင်လေသူ့အတွက်ဘာပဲဖြစ်အဆင်ပြေတယ်ဆိုပြီးတော့အဲ့ဒီကောင်မလေးကနေပြီးတော့အဲ့ဒီအလုပ်ကိုမလုပ်ချင်ပေမဲ့လည်းအခြေအနေအကြောင်းကြောင့်လက်သင့်ခံပြီးတော့လုပ်လိုက်ရတယ်ဆိုပါတော့နော်။အဲ့ဒီမှာအဲ့ဒီညပါဗျာနော်အဲ့ဒီညကိုသူတော်တော်ကြီးစူးစမ်းပြီးတော့ဖြတ်တန်းလိုက်ရတယ်ပေါ့နောက်မှသူကပြောပြတဲ့အခါကျတော့အဲ့လိုပါဗျာဒီပတ်စံပေးပြီးပြောပါတဲ့သူတွေကတယောက်ထဲလည်းမဟုတ်ဘူးအဖွဲ့လိုက်ကြီးဆိုတဲ့အခါကျတော့သူကအဲ့ဒီမှာအဲ့ဒီညလည်းပြီးလည်းပြောနောက်နေ့မှာသူစေးုံနေပါပြီးတော့မရောက်ဘူးပေါ့ဗျာဟုတ်လားဟိုပြောမှဆိုရင်တော့ဟိုမေယုသိစကားပေါ့မိုးမလင်းမချင်းပေါ့ဗျာဟုတ်လားသူတို့ကလည်းပတ်စံပေးထားတယ်ဆိုပြီးတော့တန်အောင်အုပ်စုလိုက်ကြီးပေါ့9 6လောက်ကဝိုင်းပြီးတော့ဟိုရင်းပြူတယ်ပေါ့ဗျာနော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့သူလည်းစဉ်းစားကြည့်ပါဗျာတခါမှလည်းအတွေ့အကြုံမရှိတဲ့ကလေးမလေးပေါ့နော်တခါမှလည်းအတွေ့အကြုံမရှိတဲ့ကလေးမလေးပြီးတဲ့အခါကျတော့အချင်းရေမတွက်နိုင်အောင်ဖြစ်သွားမှာပေါ့နော်အဲ့လိုမျိုးဖြစ်မှာပေါ့ဆိုတဲ့အခါကျတော့အဲ့ပတ်စံ330တော့သူရလိုက်တယ်ရပြီးတဲ့အခါကျတော့သူအိမ်ကတော့သူလွှဲပေးလိုက်တယ်ဒါပေမဲ့လောလောဆယ်မှာသူချက်ချင်းလည်းငင်သူအလုပ်ကိုဒီကျွန်တော်ဒီအထည်ချုပ်ကိုသူပြန်မစင်းနိုင်ဘူးသူရဲ့ကျွန်တော်ဒီကျမ်းမာရေးအခြေအနေပေါ့ဗျာနော်ကျမ်းမာရေးအခြေအနေချုံယွန်းသွားတယ်ပေါ့သူတစ်ပတ်10လောက်သူအနားယူလိုက်ရတယ်ပေါ့အဲ့တစ်ပတ်10အနားယူလိုက်တဲ့အခါကျတော့အလုပ်ကပြုတ်တယ်ပြုတ်တဲ့အခါကျတော့အခုနပွဲသားမမနေပြီးတော့ညီမလေးရဲ့တတက်စားလဲကြက်တော့နှစ်တက်စားလဲကြက်တော့ပါပဲဟလာမထူးတော့ပါဘူးမမချိန်မပူနဲ့ဆိုပြီးတော့အဲ့လိုပေါ့ဗျာဟလာတစ်ချိန်နှစ်ချိန်3ချိန်ပေါ့အဲ့လိုပေါ့50ချိန်သူအမေစေးုံတက်ဖို့ဆိုပြီးတော့ဈေးကိုသူစိတ်မပါပြီမဲ့လည်းသူရှာလိုက်ရတယ်ပေါ့အဲ့ဒါတွေအားလုံးပြီးသွားပြီဗျာသူ့မိလည်းအဆင်ပြေသွားတာသူ့မိစေးုံဆင်းတယ်စေးုံတွေပဲတက်ပြီးတော့အဆင်ပြေသွားတယ်ဒါပေမဲ့ तू ကဒီထရုပ်ဆိုင်မှာ तू ကမရှိတော့ဘူးเนาะဒီခုနပွဲသားမမတွေရဲ့ဟိုဘယ်လိုလဲကျုံသွင်းခြင်းကို तू ကခံလိုက်ပြီဆိုတော့ကတော့ဒီအလုပ်ထဲမှာ तू မျောနေတယ်ပေါ့အဲ့တို့ပေမဲ့ तू ကပထမတော့ကတော့ तू ကအပြိုစင်ဖြစ်တဲ့အတွက် तू က330ရပြီမဲ့နောက်ပိုင်းကျတော့ဈေးတွေကတဖြည်းဖြည်းနဲ့လျော့လာတယ်နောက်ပိုင်းဘယ်လောက်ထိလျော့လာလဲဆိုတဲ့အခါကျတော့ကျွန်တော်ဒီ9000 8000 तू လောက်တက်လဲကြာသွားတော့နော်လောက်တက်ကြာသွားတယ်မှာ9000 8000ဆိုတဲ့ဘဝမျိုး तू ရောက်လာတယ်ရောက်လာတဲ့အချိန်ကျတော့ तू ကိုနောက်တော့နည်းနဲ့ तू ကအဲ့ဒီပွဲသားမမတွေကဘာဘယ်လိုချိတ်လဲဆိုတော့ကျွန်တော်ဒီမြန်မာပြည်မှာအလုပ်လာလုပ်နေတယ်တရုတ်မရပါဗျာတရုတ်မရလုပ်မယ်ဆိုလို့ရှိရင်တစ်လကို10သိန်းပေးမယ်တိုက်ခန်းထားပေးလာမယ်အဲ့ဒီတရုတ်လာတဲ့အချိန်မှာသူနဲ့အတူတူနေပေးဖို့ပဲနော်အဲ့ဒီမှာ तू ကဘာပြောပြလဲဆိုတဲ့အခါကျတော့အခု तू လောက်တာလောက်ရတယ်ပေါ့နော်ဒါပေမဲ့ဒီဘွားနေရတော့ तू အခုရုံထွက်ချင်တယ်ရုံထွက်လို့လည်းမရသေးဘူးနော်ရုံထွက်ချင်တော့ရုံထွက်ချင်လို့မရသေးတဲ့အတွက် तू ဘယ်လိုလုပ်ရမလဲဆိုပြီးတော့အကြံဉာဏ်တောင်းတာပေါ့ဗျာနော်အဲ့မှာကျွန်တော်လည်းသူ့ကိုဘယ်လိုအကြံပေးရမလဲမသိသေးဘူးဗျကဲဗီဒီယိုခိုင်လေးကတော့မိတ်ဆွေတွေကြားလို့ပဲဘယ်လောက်တောင်မှနာကြည့်ဖို့ကောင်းတယ်သူ့ရဲ့အတူစဉ်ဘွားကိုခွေးတုပ်လိုက်ကြည့်ရအဲ့လိုပဲပြောအောင်မသိလို့ရှင်ပွဲသားမပဲသူ့ကိုကျေးဇူးပဲပြန်တင်အောင်လို့ပဲအစင်မပြေတဲ့မိသားစုတွေကတော့ပေါက်ဖွာလာတဲ့မင်းကလေးများတော့အဖေဟာဒီလိုပွဲသားမျိုးတွေနဲ့တွေ့လို့ရှင်ဒီလိုလမ်းမျိုးရောက်သွားတဲ့မင်းကလေးလည်းအများကြီးပါပဲဒီဝေဖန်လေးကိုကြည့်တော့ single in band ဖြစ်ရပါတယ်ကျေးဇူးများတင်ပါတယ်ခင်ဗျာ